Ok bà, nhưng mà lấy SM 300W battery A3 bằng lấy bắp ya bà, học bị tua rồi yếu xe mà đấy, thì battery A2 nào cho rồi lấy, anh ấy à bảo anh cái anh nấu bia, nó aluminium battery mà chế bị đó A2 yếu mà lấy, AC/DC bỏ nó, AC/DC inverter bỏ nó, sau đó đi 300W này cái đặc khu đi thà cái mà cái battery A2 nào cho rồi, alo phải nào mà sửa tua, anh ấy nắp bông man chế lại bia, anh ấy nắp mà mai ya yếu nó. Di A2 này mà di inverter 3နဲ့နေရာမှာအဓိကအရေးကြီးတာ battery ပေါ့ battery ကကြတော့သူ1နဲ့ကိုက်ညီမှုရှိတဲ့ဟုတ်လား battery မျိုးဆိုလို့ရှိရင်ပိုအဆင်ပြေတယ်ဥပမာတဘောတစ်ခုကအခု300W နဲ့ inverter 300W နဲ့အသုံးပြုမယ်ဆိုလို့ရှိရင် battery က20 30 အိုးလောက်ကတော့မိုင်ကုန်ပေါ့နော်ဒီထက်ပိုပြီးတော့မသုံးတင်ဘူး။ဘာကြောင့်လဲဆိုတော့ inverter ကတေးတဲ့အပေါ်မှာ battery ကိုကြီးလို့ရှိရင်သူကအားအကျကြီးသွင်းရတယ်ပေါ့နော်။ inverter တော့မကောင်းဘူး။အကယ်လို့900W လောက်ဆိုလို့ရှိရင်တော့80အိုး80အိုးလောက်ထိသုံးလို့ရတယ်။1000ဆိုလို့ရှိရင်တော့100 120လောက်ထိအသုံးပြုလို့ရတယ်။အများဆုံး150ပေါ့နော်။အဲ့ထက်ပိုပြီးတော့မသုံးတင်ပါဘူးခင်ဗျာ။ဟုတ်ကဲ့ကျေးဇူးပါ။